ဒီနေ့ကပေါ့နော် N2 grammar pattern လေးကိုဒီနေ့sharing လုပ်ပေးခြင်းပါတယ်အဲ့တော့ဘာကြောင့်မလို့ဒီနေ့ N2 grammar pattern ကိုရှင်းပြခြင်းလဲဆိုလို့ရှိရင်ဒီနေ့ grammar pattern လေးကအရန်ကိုလွယ်ပြီးတော့ပေါ့နော် N5 level ရော N4 level ရော N3 level ရောเนาะသုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့က grammar pattern လေးပေါ့နော်လွယ်တဲ့ grammar pattern လေးကိုရှင်းပြခြင်းဖြစ်ပါတယ်ပြီးတဲ့အခါကျတော့ဒီ grammar pattern လေးကစကားပြောပေါ့နော်ခိုင်းဝဖြစ်တဲ့အတွက်ကြောင့်မို့ဒါလေးကိုရလို့ရှိရင်ခိုင်းဝလည်းပဲပေါ့နော်ဒီအစစ်မြင့်မြင့်ပေါ့နော် level မြင့်မြင့်ပြောလို့ရအောင်လို့ရည်ရွယ်ပြီးတော့ဒီနေ့ grammar pattern လေးကိုရှင်းပြခြင်းဖြစ်ပါတယ်အဲ့တော့ grammar pattern လေးကတော့တဲ့နာနီနာနီဂါတာကြီးလို့အဓိပ္ပာယ်ရပါတယ်အဲ့တော့သူ့ရဲ့ပေါ့နော်အဓိပ္ပာယ်ကိုကြည့်မယ်ဆိုရင်တဲ့နာနီနာနီပေါ့နော်နာနီနာနီစုရုနောကမူစုကရှိတဲ့တခုခုလုပ်ဖို့ရာကခက်ခဲတယ်ပေါ့နော်တိုတဲမွန်နာနီနာနီတဲ့ကိနာအရန်ကိုပဲမတက်နိုင်ဘူးနာနီနာနီမတက်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီးတော့ပြောချင်ရင်နာနီနာနီခါတိုင်းကိုသုံးလို့ရပါတယ်တဲ့အဲ့တော့တို့က N4 ကိုပြန်ကြည့်မယ်ဆိုရင် N4 မှာဆိုရင်နာနီနာနီစုရုနောကadjective လေနာနီနာနီစုရုနောက adjective ဆိုပြီးတော့တို့တွေသင်ခဲ့ကြတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲအဲ့ဒီ pattern ကိုမှခက်ခဲတယ်ကိုယ့်အတွက်ခက်ခဲတယ်เนาะမတက်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုအစစ်မြင့်မြင့်သုံးခြင်းနာနီနာနီခါတားယူသုံးလို့ရတယ်အဲ့တော့သူ့ကိုမြန်မာလိုစီလျောင်းဘာသာပြန်မယ်ဆိုရင်ဒါကနာနီနာနီရခက်တယ်လို့အဓိပ္ပာယ်ရပါတယ်အဲ့တော့သူ့ရဲ့เนาะဒီကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲ verb ကိုမှ must ခဲပါဒါကြောင့်မို့လို့ N5 သမားရော N4 သမားရောလေးလာလို့ရတယ်လို့ပြောတာပါအဲ့တော့ must ခဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ must ကိုဖြုတ်ပြီးတော့ဒီတိုင်းကတ်ရုံပါပဲအဲ့တော့ဥပမာအပြင် kakima ဆိုလို့ရှိရင် kaki gatai ဒီလိုဖြစ်သွားမှာပေါ့နော်ဒါပဲမဆိုလို့ရှိရင်လည်းဒါပဲဂါတာကြီးဆိုပြီးတော့သုံးလိုက်ရုံပါပဲအရန်လွယ်ပါတယ်အဲ့တော့ကြည့်မယ်ဆိုရင်နံပါတ်1ကခါနိုကျော်တော့ယောနာတဲ့အဲ့တော့ခါနိုကျော်ကောင်းမလေးလိုမျိုးเนาะရှောဂျီခီနာဟီတိုကရှောဂျီခီပေါ့နော်ရှောဂျီခီဆိုတာကဘာကိုပြောလဲဆိုရင်ရိုးသားတာပေါ့နော်ရိုးသားတော့နားကြည့်ဖြစ်ပါတယ်အဲ့တော့ရိုးသားတဲ့လူကတဲ့ဟီတိုကဆိုတော့เนาะလူကဥဆိုစုခုတိုဝနော်ဥဆိုဆိုတာကဗါလဲလိမ့်တာစုခဲမနော်လိမ့်လေတာလိမ့်လေခြင်းကနော်စုခုတိုကလိမ့်လေတယ်ဆိုတာကတဲ့ရှင်ကြီးကတိုင်းတဲ့အဲ့တော့ရှင်ကြီးတာတဲ့နိုင်ပေါ့နော်အဲ့ဟာကိုပြောတာပါအဲ့တော့ရှင်ကြီးကတိုင်းဆိုတော့နော်သူမယုံကြည်ဘူးမယုံကြည်ယုံရခတ်တယ်ပေါ့နော်ယုံရခတ်တယ်ယုံဖို့ခတ်တယ်မယုံကြည်နိုင်ဘူးလို့ပြောချင်တာပေါ့နော်အဲ့ဒါကိုမှမြန်မာစကားမှာလည်းမယုံကြည်နိုင်ဘူးလည်းရှိတယ်လို့ယုံရခတ်တယ်လို့ဆိုရှိရလေနော်အဲ့လိုမျိုးပဲအဲ့တော့ရှင်ဂျီမတ်ကို mask ဖြုတ်ပြီးတော့ဂါတာကြီးပေါင်းလိုက်တော့ရှင်ဂျီဂါတာကြီးယုံရခတ်တယ်เนาะဒီလောက်ယူသားတဲ့ကလေးကเนาะဒီလိုမျိုးလိန်နေဆိုတာကယုံရခတ်တယ်ဒီလိုမျိုးဆိုရင်ဒီ pattern လေးကိုသုံးလို့ရပါတယ်နောက်နံပါတ်2ဖူရုခုနာတေမိုးတဲ့နော်ဖူရုဤနော်ဖူရုဤဆိုတာကဟောင်းနှွမ်းသွားတာအဲ့တော့ဖူရုခုနာရီမစတာလीနော်ဟောင်းနှွမ်းခဲ့ပြီးနတ်တေမိုးလို့ပြောကြဟောင်းနှမ်းသွားလဲပဲပေါ့နော်ဟောင်းနှမ်းလဲပဲတဲ့ခုနိုခါဘန်နီဝနော်အဲ့တော့ခိုနိုခါဘန်လို့ပြောကြအောင် D8 နီဝဆိုတာဂါတော့လीနော် N4 မှာပါပါတယ်နီဝဆိုရင်ဂါတော့လို့ထိပ်ပေးရတယ်အဲ့တော့ဖူရုခုနာတေမိုးဟောင်းနှမ်းသွားလဲပဲခိုနိုခါဘန်နီဝ D8 ကတော့တဲ့အိုက်ချက်ခုကအပ်တဲ့အိုက်ချက်ခုဆိုတာကဘာလဲတွေ့တာတာပါเนาะကအပ်တဲ့ဆိုတဲ့ကြောင့်တွေ့တာမှုရှိပြီးတော့စုတဲဂါတာကြီးတဲ့အဲ့တော့စုတဲ mask เนาะစုတဲ mask ဖြစ်တဲ့အတွက်ကြောင့်မလို့ mask ကိုဖြုတ်ပြီးတော့ဂါတာကြီးနဲ့ပေါင်းလိုက်တယ်စုတဲဂါတာကြီးဘာဖြစ်လဲစွန့်ပြရခတ်တယ်เนาะဘာကြောင့်လဲသူတွေ့တာနေတဲ့အတွက်ကြောင့်เนาะဒီအိတ်ကိုတွေ့တာလို့သူစွန့်ပြရခတ်တယ်ဒီလိုမျိုးမှလည်းပဲသုံးလို့ရပါတယ်နောက်နံပါတ်3တာရဲခါတာကြီးတဲ့အဲ့တော့တာအဲမဆိုတာကဘာလဲဆိုရင်တီးခံတာเนาะအဲ့တော့တီးခံတဲ့ဂါတာကြီးဆိုတော့တာအဲဂါတာကြီးဆိုတီးခံရခတ်တာပေါ့เนาะတီးခံရခတ်တဲ့အီတာမီနော်နာကတဲ့အဲ့တော့အီတာမီဆိုတာနာကျင်မှုနော်နာကတဲ့လို့ပြောကြနာကျင်မှုတွေကြားမှာเนาะ QQ ရှာနော်တိုးချခုကိုမတာတဲ့အဲ့တော့ QQ ရှာကပါလေလူနာတင်ရင်เนาะနော်လို့ပြောတော့ရဲ့တိုးချခုဆိုတာဆက်ရောက်ခြင်းကိုမတာတဲ့စောင့်ခဲ့ရပါတယ်တဲ့စောင့်ခဲ့တယ်เนาะသူတိမခံနိုင်လောက်အောင်နာကျင်နေတဲ့တိခံရခတ်တဲ့နာကျင်မှုတွေ
ဂျားတွေကနေသူဗာလဲဒီလူနာတင်ရင်ကိုစောင်းခဲ့ရတယ်လို့ပြောတာပါဒါဒီလိုမျိုးတွေမှာလည်းပဲသုံးလို့ရပါတယ်နောက်နံပါတ်4ကဘာလဲဆိုရင်မုစုခိုဝါတဲ့เนาะသားကလူကခုတိုယူတဲ့အဲ့လိုလူကခုစေလေเนาะနိုင်ငံခြားပညာတော်တင်ပေါ့เนาะလို့ဆိုတဲ့တိုယူဆိုတာလို့ဆိုတဲ့အဲဂါတိုင်းအဲမဆိုတာကရတာเนาะဂါတိုင်းဆိုတာရိုက်ဖို့ခတ်တာပေါ့เนาะရဖို့ခတ်တဲ့ဝင်ရောက်ဖို့ခတ်တယ်ပေါ့เนาะဝင်ရောက်ဖို့ခတ်တဲ့ခေခံကိုစတဲ့အဲ့တော့အတွေ့အကြုံကိုရယူပြီးတော့လို့ပြောတဲ့အတွက်ကြောင့်သူကရသွားတာလည်းဖြစ်နိုင်တာပေါ့เนาะဟီတိုမာဝါရီစေချောစီတာယောဒက်အဲ့တော့ဟီတိုမာဝါရီဆိုတာဘာကိုပြောလဲဆိုရင်เนาะတဆင့်တိုးတက်လာတာပေါ့เนาะသူပန်သူဒီတို့ကလူကောက်စေလူနိုင်ငံခြားပညာတော်နဲ့တွားပြီဆိုလို့ရှိရင်ကကိုယ့်ဘန်ကိုယ့်ရဲ့စိတ်ကဆိုကူတာဝန်ယူရတာဖြစ်တဲ့ကြောင့်ပေါ့နော်ဒါတီးထွားလာတယ်ပေါ့နော်တီးပြင်းလာပြီပေါ့နော်တစင်းတော့သူတိုးတက်လာတဲ့ပုံမဲရောဒက်ဆိုတာနော်ပုံမဲတဲ့နော်ဒီလိုခါမျိုးမှာလည်းပဲသုံးလို့ရပါတယ်နောက်နံပါတ်5ကじゃယူရဲဆုစုခဲကာတာကြီးပေါ့နော်အဲ့ဒါကြတော့သူကအကောင်းဆိုးပေါ့နော်ခတ်ခဲတာပေါ့နော်ခွဲခြားရခတ်တာဒီလိုခါမျိုးမှာလည်းသုံးတယ်အဲ့တော့ဘလို့ပုံစံမျိုးလဲဆိုရင်ဖူတာရီတိုမိုဂျီဆူလျော်ခုကအာရုနော်တဲ့အဲ့တော့ဖူတာရီတိုမိုလို့ပြောကြနှစ်ယောက်စလုံးပေါ့နော်နှစ်ယောက်စလုံးမှာတဲ့ဂျီဆူလျော်ခုကအာရုနော်တဲ့အရေးချင်းရှိတာအရေးချင်းရှိတဲ့အတွက်ကြောင့်မို့လို့ယူရဲဆုစုခဲဂါတာယီတိုင်ခေဆိုဒတာတဲ့နော်အဲ့တော့ဗာလဲဆိုလို့ရှိရင်ယူရဲဆုစုခဲဂါတာယီလို့ပြောကြအောင်ဆုံးဖြတ်ရခက်တာပေါ့နော်ဘယ်ဟာကောင်းလဲဘသူကိုပေးရမလဲမပေးရဘူးလဲပေါ့နော်အခုဆိုပြိုင်ပွဲဆိုလို့ရှိရင်လည်းဟဲ့သူတို့နှစ်ယောက်စလုံးကအရေးချင်းရှိရဖြစ်တဲ့ကြောင့်ဖဲဘသူကိုရွေးရမလဲပေါ့အဲ့လိုပုံစံမျိုးပေါ့နော်ပြီးရင်ဒီလူကကောင်းတာနဲ့ဆိုးတာနဲ့ဆိုလို့ရှိရင်လည်းဟဲ့အကောင်းဆိုးဘယ်လိုမျိုးရွေးရမလဲရွေးရခလိုက်တာဘာလဲဆိုတော့နှစ်ယောက်စလုံးကအရေးချင်းရှိနေလို့ဒီလိုပုံစံမျိုးပေါ့နော်ခက်ခဲပြီးတော့တဲ့ခက်ခဲတဲ့တာယီခဲဆိုဒတာတဲ့ဆုံးဖြတ်ခဲဘယ်လိုပြောမလဲဒီခက်ခဲပေါ့နော်ဒီဘာလဲဆိုလို့ရှိရင်ဆုံးဖြတ်ခဲ့ရတာပေါ့နော်ဒီလိုဆုံးဖြတ်ရခက်တယ်ပေါ့နော်။ဘာလဲဆိုလို့ရှိရင်ပြိုင်ဆိုင်မှုဖြစ်ခဲ့ပါတယ်လို့ပြောချင်တာ။တိုက်ခဲ့စစ်တာပေါ့နော်။ပြိုင်ဆိုင်မှုဖြစ်ခဲ့တယ်။နှစ်ယောက်စလုံးအရေးချင်းရှိတဲ့အတွက်ကြောင့်မို့လို့ဘယ်သူရွေးရမလဲပေါ့နော်။အဲ့လိုပုံစံမျိုးပေါ့ခက်ခဲဆုံးဖြတ်ရခက်ခဲတယ်ပေါ့နော်ဒီပြိုင်ဆိုင်မှုဖြစ်ခဲ့ပါတယ်တဲ့နော်အဲ့လိုခါမျိုးမှာလည်းပဲသုံးလို့ရပါတယ်နောက်နံပါတ်6ကကြာချိကယော်ရီကာတာကြီးအဲ့တော့ချိကယော်ရီကာတာကြီးဆိုတာဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်ခန္ဓာကျော်ဝရာဇရှိခုတဲ့ကောင်မလေးကနော်ကျင်နာပြီးတော့အီဟီတိုဒါခေရိုတဲ့နော်ကောင်းတဲ့လူဖြိုပေမဲ့တဲ့ချက်တူနော်ချိကယော်ရီကာတာကြီးတဲ့ဗာလဲနည်းနည်းဗာဖြစ်လေချီးကပ်ရခတ်တယ်လို့သုံးကျင်တဲ့အခါမျိုးမှာလည်းပဲသုံးလို့ရပါတယ်အဲ့တော့နော်ဒီကောင်မလေးကချီးကပ်ရခတ်တယ်အဲ့လိုပုံစံမျိုးဆိုရင်ချီကယော်ရီခါတာကြီးကိုသုံးပါတယ်ဒီလောက်ဆိုရင်တော့ခါတာကြီးရဲ့အဓိပ္ပာယ်ကိုနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ဒီလိုမျိုးဒီစကားပြောမှာဒီ pattern လေးကိုထည့်ပြောတယ်ဆိုလို့ရှိရင် level မြင့်တယ်ပေါ့နော် and 2 level လောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တက်နိုင်သလားထည့်ပြော